ရှင်တို့ရီစာတွေရေမလောင်းခင်ကျမရှိအရင်လောင်းပါမယ်အင်ထိုလေးအရင်ဝင်ထားပြီးပြီဆိုတော့ဒီကိတ်ရဲ့ဒီဇိုင်းလေးကိုသိလိမ့်မယ်လို့ထင်ပါတယ်ဒီကိတ်လေးရဆိုလို့ရှိရင်ပေါ့နော်ငွေဖလားလေးနဲ့ရေလောင်းမယ်ဒီကောင်းမလေးအတွက်ပေါ်မှာထားတဲ့ကိတ်လေးပဲဖြစ်ပါတယ်ရှင်ဒီကိတ်လေးရဆိုလို့ရှိရင်ပေါ့နော်ဖေဖေဖြစ်သူကသမီးလေးရဲ့မွန်နေအတွက်ဆိုပြီးတော့မှာထားတဲ့ကိတ်လေးပဲဖြစ်ပါတယ်ရှင်ကိတ်လေးကိုသေစုကတကြံနဲ့လိုက်ဖက်တဲ့ကိတ်လေးကိုပဲရွေးချက်ပြီးတော့လောက်ထားပြပါတယ်ရှင်တပေါ်ချက်လိမ့်မယ်လို့မျှော်လင့်ပါတယ်ဒီညီမလေးရဆိုလို့ရှိရင်ပေါ့နော်ဒီနေ့မှာ15နှစ်ပြည့်သွားပြီဆိုတော့တစုကတချန်နဲ့နီးနေပြီဆိုတော့ပေါ့နော်တချန်ကိတ်ဒီဇိုင်းလေးကိုပဲစဉ်းစားပြီးတော့လောက်ထားပြပါရရှင်တကယ်တမ်းဒီကိတ်ကိုတောက်ပို့တဲ့ခါမှာညီမလေးကအရန်ကိုမှတပေါ်ကြတယ်ပေါ့နော်ဘေးနားမှာရှိတဲ့သူတွေကလည်းဒီတချန်အိုးကိတ်လေးကိုအရန်ကိုမှလည်းတပေါ်ကြပါတယ်အခုလိုမျိုးတပေါ်ကြပြီးတော့လက်ချူစမြိုင်းတင်ပါရရှင်တစုကဒါလေးရဆိုလို့ရှိရင်အားချမ်းမှာထားတဲ့ကိတ်လေးပေါ့နော်အားချမ်းမှာထားတဲ့ကိတ်လေးဆိုပေမဲ့တစုကဒီရက်ပိုင်းဆိုလို့ရှိရင်တချန်မှုတွေအရန်ဝင်နေတာမို့လို့တချန်နဲ့ပတ်သက်တဲ့ဒီဇိုင်းလေးကိုပဲရွေးချယ်ပြီးတော့လောက်ထားပြပါရရှင်ကိတ်လုတ်ထုံကအရန်ကိုမှပုတ်နေတာပေါ့နော်နေ့လက်ပတ်ဆိုတော့နေတအားပြင်းတယ်အခုကသက်စုကဒီပတောက်ပန်အတုကိုထည့်တဲ့အခါမှာဆိုလို့ရှိရင်တဘောမကြလို့ပေါ့နော်အစ်စ်ကိုပဲပန်းလေးနဲ့ခရင်လေးဆွဲမယ်ဆိုပြီးတော့လောက်ထားပါတယ်ခွင်နဲ့ပဲသက်စုကအနုစိတ်ပေါ့နော်တခုချင်းစီကိုတေးချိုင်းဆွဲထားပေးပါတယ်တဘောချလိုက်မယ်လို့ညွှန်လင်းပါတယ်ကျေးဇူးရသူတွေအနေနဲ့ရောဒီကိတ်လေးကိုတဘောချရဲ့လားဖြစ်ခဲ့ပြပါဦးနော်ကိတ်ဆိုင်လေးကတော့ဆလမကိတ်ဆိုင်လေးဖြစ်ပါတယ်ဒီကိတ်ရဆိုလို့ရှိရင်သက်စုကဒီငွေဖလားပုံစံလေးလောက်ထားပေးတယ်ပေါ့နော်အထဲမှာကတော့ရေအပြည့်ပြည့်နေတဲ့ပုံစံဒီဇိုင်းလေးပါပြီးတော့မှအပေါ်ကနေပြီးတော့ပထောက်ခက်လေးကိုထည့်ပြီးတော့လောက်ထားပေးတယ်ပေါ့နော်ဒီကိတ်လေးရဆိုလို့ရှိရင်တစရုကတကြံရောက်တိုင်းမှာအမြဲတမ်းလုပ်ပေးနေချကိတ်လေးပေါ့နော်နှစ်စဉ်နှစ်တိုင်းမှာယူအားပေးကြတဲ့ဒီ customer တွေအကုန်လုံးကိုကျေးဇူးများတင်ပါတယ်တစရုကလည်းဒီတကြံရောက်ပြီဆိုလို့ရှိရင်အရန်ကုန်မှာလည်းပျော်ရတယ်ပေါ့နော်ကိတ်မုံလေးလုပ်တဲ့ခါကျလို့ရှိရင်တကြံမှုသွင်းပြီးတော့ပဲဘယ်လိုမျိုးမှာပေါ့နော်တစရုကတကြံမှုနဲ့ပတ်သက်တဲ့ကိတ်ဒီဇိုင်းလေးကိုရွေးချယ်ပြီးတော့ဆွဲပြည့်တယ်ပေါ့နော်ဒါလေးကို customer အများစုကလည်းသဘောကျကြတဲ့အတွက်လည်းတစရုကပင်ပန်းရချွန်းနေပါတယ်ဖန်တီးပေးရချွန်းနဲ့တယ်ပေါ့နော်ပြီးလို့ရှိရင်ဒီကိတ်လေးရဆိုလို့ရှိရင်တစုကိုတိုင်း customer လေးအိမ်ကိုသွားပြီးတော့ပို့ပေးရမှာပဲဖြစ်ပါတယ်ရှင်အခုလိုမျိုးပေါ့နော်မှာယူအားပေးအတွက်ကျေးဇူးများတင်ပါတယ်ကိတ်မုံလေးကိုအဆုံးထိကြည့်ပြီးတဲ့အခါကျလို့ရှိရင်10မှတ်မှာဘယ်နှမှတ်ပေးချင်လဲဆိုတာကိုလည်း comment လေးမှာစာလေးတွေကိုချန်ခဲ့ပေးပါဦးနော်တချို့ညမလေးတွေကကြတော့သက်စလုပ်တဲ့ဘယ်လိုမျိုးကိတ်ကိုမဆိုတဘောကြတယ်ဆိုပြီးတော့ comment လေးမှတ်ပေးကြတယ်ဘလို့ဒီတော့ကိုလည်းကျေးဇူးများတင်ပါတယ်ရှင်အခုဆိုရင်တော့ချစ်ဖို့ကောင်းတဲ့ကိတ်တလားလေးပြီးဆုံးသွားပါပြီပြီးလို့ရှိရင်တော့သက်စုတမညီမလေးထက်မြက်ဦး15နှစ်ပြည့်မွေးနေ့ဆိုပြီးရေးလိုက်မယ်ဆိုလို့ရှိရင်တော့လှပစာနဲ့ပဲပြီးဆုံးသွားပါပြီရှင်ချစ်ချစ်ပေးအတွက်ကျေးဇူးများတင်ပါတယ်